video လေးကတော့ Running Man အပိုင်း959နဲ့ပတ်သက်ပြီးနည်းနည်းလေး review ပြီးတော့မှာဖြစ်ပါရဲ့ရှင်ပထမဆုံးအနေနဲ့ကတော့အကွန်နှာခေါင်းကြီးနဲ့ရေအွန်းတို့အသက်ထရှိထားတဲ့ milkshake ဆိုတဲ့ချင်းလေးကိုပေါ့နော်ဆိုပြချင်တာနဲ့ပဲ coffee track တစ်စီးပို့ပြီးမယ်ဆိုပြီးကတိပေးပြီးတော့မှဆိုပြလိုက်ရပါတယ်သူရဲ့အတိုင်းပဲတင်တဲ့ဖွေသားတွေကလည်းဝိုင်းနှောက်နေတော့တွေးရမှာပါဒီတားဖောက်ပေါ့နော်ဒီနေ့ပြိုင်ပွဲလေးကတော့ပလာအုံနောက်အဆင့်တတ်မှတ်တဲ့ပြိုင်ပွဲလေးဖြစ်ပါတယ်ပလာအုံနောက် Avenger ဖွဲ့ထဲမှာတော့ထုံးစံတိုင်း Tradania, Jiho, Sechan ပြီးတော့ Yeon တို့ဖြစ်ပါတယ်သူတို့ကပြိုင်ပွဲတစ်လျှောက်ကိုယ့်ရဲ့အဖြေပေါ်မှာကိုယ့်ဟာနဲ့ကိုယ်လောင်ကြီးထိုက်ရမှာဖြစ်ပါတယ်အုံနောက်ရှိတဲ့အဖွဲကတော့ထုံးစံတိုင်းအကွန်နှာခေါင်းကြီးဂျေဆော့ဂျုံကူနဲ့ဟာတို့ဖြစ်ပါတယ်သူတို့ကတော့ဖလာအုံနောက်၄ယောက်ပေါ်မှာပေါ့နော်အဖြေမှန်လောင်းမဲ့သူပေါ်မှာသူတို့ကလောင်းချထပ်ပြီးတော့ရှင်ပြန်ရမှာဖြစ်ပါတယ်သူတို့အားလုံးကိုရေခဲဘောလုံးတွေပေးထားပြီးတော့မှအတီးတီးဖွက်ထားပြီးနောက်ဆုံးကအများဆုံးကြံတဲ့သူကပေါ့နော်ပြစ်ဒဏ်ကိုရှောင်နိုင်ဖို့အခွင့်အရေးရမှာဖြစ်ပါတယ်ဒီမှာတော့သူ့ရဲ့အတိုင်းပဲအကုန်နှာခေါင်းကြီးကတော့ဘောလုံးအရှာလုံးပြီးတော့သူ့မှာခလုတ်တိုက်ချော်လဲအဆက်ကွယ်တော့ရပါတယ်နောက်တစ်ခုကတော့သူတို့ဒီနှာခမ်းမွေးစတစ်ကာလေးတွေ TV မှာကပ်ပြီးတော့ခံရမှာပေါ့နော်စဝင်ကလေးဖွင့်ကြပြီးတော့ဒီသီးဆောင်တဲ့သူတွေရဲ့နှာခမ်းနဲ့ကွက်တိဖြစ်မဲ့နေအောင်ခံမှန်ပြီးတော့ကပ်ပြရမှာဖြစ်ပါတယ်အဲ့ဒီမှာလည်းဘသူတွေကဆရာကြီးတွေလုပ်ပြီးတော့ဘသူတွေကအခြေဒီမှန်တော့မလဲကွက်တိဖြစ်တော့မလဲကြည့်လိုက်ပါခြားထဲမှာတော့သူတို့ရထားတဲ့ဘောလုံးနေနဲ့လဲလှယ်ပြီးတော့အစားသောက်တွေစားကြပါတယ်နောက်ဆုံးမှာတော့သူတို့ပလာအုံနောက်၄ယောက်အတွဲပြိုင်ပွဲချင်းပါတယ်ပေါ့နော်သူတို့တီတီရွေးထားတဲ့အပိုင်တိုင်းဆိုအထူးချွန်ဆုံးဆိုရဲကန်တာလေးမျိုးရှိရပေါ့တယောက်တစ်မျိုးစီရွေးထားတာလေအဲ့ဒါကိုမိခွန်းလေးတွေမိမှဖြစ်ပါတယ်အဲ့ဒီသူတို့ဖြည့်တဲ့အခါမှာဒီနာကအုံနောက်ရှိတဲ့အဖွဲ၄ယောက်ကနေပြီးတော့မှသူတို့ရှိထားတဲ့ဘောလုံးနေနဲ့လောင်ကြီးထပ်ပြီးတော့မှတိုင်တော့မှဖြစ်ပါတယ်အခုတွေ့ရမှာကတော့ယင်းဒီမြို့နယ်မှုအကျွမ်းကျင်ဆုံး MC ယူချစ်စောဖြစ်ပါတယ် Glory တောင်ပုံအော်ပြီးလောင်းလိုက်လို့ဒီလိုပွဲဟောက်သွားရလဲဆိုတော့ကိုကနာနဲ့ကိုကြည့်လိုက်ပါရဲ့ on the ဘောင်းမဖြေနိုင်လို့မိုင်တွေးနေတာသိပြီးတော့သူ့စီနီယာတွေကသူ့စင်မပုံအော်ပြီးလောင်းချသူ့ကိုအားသက်သွားအောင်ဝိုင်းမိအပိချန်လဲနောက်ဆုံးမှာရဲ့ on the အဖြေလဲမှန်သွားနောက်ဆုံးမှာတက်ချွတဲ့ကောင်မလေးဖြစ်နေပြန်လေရောက်ရှိလာပါတယ်နောက်ဆုံးမှာတော့ဘသူတွေက